နေဝင်ချိန်လမ်းခွဲချစ်နေရင်နဲ့ဟိုချစ်မိလာလေတစ်ဖက်ကဝေးကွာဖို့ခြေလမ်းတွေစတင်လာလေပဲနေဝင်ချိန်တိုင်းမှာအဲလီနာဟာတောင်ပေါ်လမ်းလေးပေါ်တက်လာလေးရှိတယ်မြို့ရဲ့အတန်တွေဝေးကွာသွားပြီးလေညင်းတစင်းသာဤဆက်ဆက်နဲ့ထိတွေ့တယ်လို့ခံစားရတယ်အဲ့ဒီနေရာဟာသူနဲ့ကိုတစ်ခါတရံအိမ်မက်တွေပြောကြားခဲ့မှုတဲ့နေရာစားကတော့သူတို့ရဲ့ချစ်ချင်းဟာตาရတယ်မနက်ခင်းကော်ဖီခွက်လေးတွေညနေပိုင်းဖုန်းခေါ်တန်လေးတွေစားပြီးပြီလားဆိုတဲ့စကားလုံးတောင်အဲလီနာအတွက်အလွန်တန်ဖိုးရှိခဲ့တယ်ချစ်နေရင်နဲ့ဟိုချစ်မိလာတာကိုသူမကိုယ်တိုင်မတိမတာခံစားခဲ့ရတယ်ဒါပေမဲ့ဒီနေ့ကစပြီးကိုရဲ့အတန်ထဲမှာမမြင်ရတဲ့အကွာအဝေးတစ်ခုပေါ်လာတယ်ဖုန်းခေါ်တန်တွေကွာသွားတယ်စကားတွေလျော့သွားတယ်အဲလီနာမေးတဲ့မေးခွန်းတိုင်းကိုအလုံများနေတဲ့ဆိုတဲ့တလုံးနဲ့ပြန်ဖြေတတ်လာတယ်အဲလီနာကိုနိုင်ငံခြားသွားဖို့ဆုံးဖြတ်လိုက်ပြီလို့သူကပြောခဲ့တဲ့ညကိုအဲလီနာမမေ့နိုင်ဘူးဘယ်တော့ပြန်လာမလဲလို့အဲလီနာမေးလိုက်တယ်ကိုဟာခဏငြိမ်သွားပြီးမတည်သေးဘူးလို့ဖြေခဲ့တယ်အဲ့ဒီမတည်သေးဘူးဆိုတဲ့စကားလုံးဟာချစ်ချင်းတစ်ခုရဲ့အဆုံးသတ်ကိုကြိုတင်ကြေညာလိုက်တယ်လို့ပဲချစ်နေရင်နဲ့ပိုချစ်မိလာတဲ့သူတယောက်အတွက်မတည်သေးဘူးဆိုတာဟာမဆောင်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့မတူမကွာဘူးသွားမယ်နေသူတို့နှစ်ယောက်အေးစိတ်ထဲမှာမျက်နှာချင်းဆိုင်ရပ်နေကြတယ်လူတွေပြေးလွှားနေကြပေမဲ့သူတို့နှစ်ယောက်အတွက်တော့အချိန်ကရပ်တန့်သွားတယ်လို့ပဲစောင့်နိုင်မလားလို့ကိုမေးလိုက်တယ်အဲလီနာအပြုံးတီးတီးလေးပြုံးပြီးချစ်နေတော့ကပိုချစ်မိလာတာကငါအပြစ်ပဲထင်တယ်ဒါပေမဲ့ဝေးကွာဖို့ခြေလမ်းတွေစတင်နေသူကတော့မင်းမဲလို့ပြန်ဖြေလိုက်တယ်ကိုမျက်လုံးထဲမှာဝမ်းနေခြင်းနဲ့အလဲရောင်တချို့တပြိုင်နက်တည်းလှုပ်ရှားသွားတယ်သူလက်ထွက်သွားတဲ့အချိန်မှာအဲလီနာရဲ့နှလုံးသားကလည်းတစ်စိတ်တစ်ပိုင်းနဲ့အတူလိုက်သွားခဲ့တယ်လို့ခံစားရတယ်နှစ်တွေကျော်သွားခဲ့တယ်အဲလီနာကတော့နေဝင်ချိန်တိုင်းတောင်ပေါ်လမ်းလေးကိုတက်လာနေတော့မယ်အခုတော့သူမှမဆောင်တော့ဘူးမျောလင်းချက်မရှိတော့ဘူးဒါပေမဲ့အဲ့ဒီနေရာမှာသူမှကိုပြန်တွေးခဲ့တယ်ချင်းနေရင်နဲ့ပိုချစ်မိလာခြင်းဟာအမှားမဟုတ်ဘူးဝေးကွာဖို့ခြေလမ်းတွေစတင်လာတာလဲတစ်ဖက်လူရဲ့ရွေးချယ်မှုသာအဲလီနာသဘောပေါက်သွားတယ်တစ်ခါတရံမှာချစ်ချင်းဆိုတာလက်တွဲထားနိုင်ခြင်းမဟုတ်ပဲလွတ်ပေးနိုင်ခြင်းဖြစ်တယ်ဆိုတာကိုနေဝင်ခြင်းအလင်းရောင်အောက်မှာသူမအပြုံးတစ်စင်းပေါ်လာတယ်အဲ့ဒီအပြုံးထဲမှာဝမ်းနေခြင်းလည်းပါတယ်သို့တော့တည်ငြိမ်မှုလည်းပါတယ်ချစ်နေရင်နဲ့
ပိုချစ်မိလာခဲ့ပေမဲ့အခုတော့သူမကိုကိုပိုချစ်တတ်လာခဲ့ပြီ